ဒီနေ့တော့ compound nouns ကိုဆက်လေ့လာပါတယ် YouTube မှာ compound nouns နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုမိနစ်30လောက်ကြည့်ပြီးတော့လေ့လာပါတယ်ပြီးတော့လေ့လာထားတာတွေကို notes ထုတ်ပြီးတော့ပြန်ပြောကြည့်ပါတယ်ဒီနေ့လေ Zentangle button ကိုပဲဆွဲမှာပါ Zentangle button လေးထဲမှာ crystal ပုံနဲ့ဆင်းတဲ့ဟာလေးကိုရွေးထားပါတယ်အချိန်2နာရီလောက်ကြာပြီးတဲ့နောက်မှာတော့ရေလုတ်ပြီးသွားပါပြီဒီ18 vlog လေးရတဲ့လောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်